အနီးကြိုက်ကတော့သားရအမျိုးသားတွေကြိုက်တဲ့ဟာအနီးကြိုက်ပဲအဲ့ဒီဘယ်ထိပြန်မှာလဲ ကျင်းနဲ့ဟိုဘကန် ဒီနေ့ဟန်နီကအလုပ်စူးစမ်းနေတဲ့အိမ်ရှင်မတွေစီကခင်းချက်နီးဈေးဝယ်နီးတွေကိုလိုက်တင်ယူမှာမဟုတ်လို့အဆုံးထိလိုက်ကြည့်ပြီနော်အဲ့ဒီမင်္ဂလာပါ အေးမင်္ဂလာပါ ဒါပါရောင်းတာလေ ကောင်းကြီးပြန်ပါအောင် ကောင်းကြီးပြန်ပါအောင်ဘယ်ချိန်နဲ့ရောင်းတာလဲ 12နာရီထိုးမှထွက် ဩ12နာရီတည်းကုံဝိုင်းလားခု ကုန်သွားပြီ ရောင်းကောင်းလား ကောင်းတယ်တော့မဟုတ်ဘူးဒီလိုပဲကောင်းလိုက်တဲ့ခါကောင်းတဲ့ခါပါတဲ့ခါလည်းပါတာပေါ့ ဟုတ်ဟုတ်နာမည်ဘယ်လိုခေါ်လဲ မငယ်မ အဲ့ငယ်မှာဟုတ်အန်တီစမှာမိသားစုဘယ်နှစ်ယောက်ရှိလဲ 6ယောက်9ယောက်ပေါ့နော်တယောက်ကတော့ခရီးထွက်သွားတယ်တော့တယ်6ယောက်ကျန်အကြီးက9ယောက်ပေါ့ အန်တီပါဝင်9ယောက်လား အေးဟုတ်တယ် 9ယောက်ဘယ်သူတွေလဲအဲ့ဒါတွေက မိသားစုပဲချွေးမတွေပါတယ် ချွေးမပါတယ် တားတွေပါတယ် ချွေးမပါတယ်သားတွေပါတယ်ပြောမယ်ဆိုသားသမီးတွေပဲ သားသမီးတွေပဲ သားသမီးတွေ9ယောက်ရှိတယ် 9ယောက်စီ ဟုတ်အဲ့လေမိသားစု9ယောက်ကိုမနက်စာနေ့လေစာညစာ3နဲ့ဆိုလို့ရှိရင်ဈေးဘိုးဘယ်လောက်လောက်ကုန်လဲ 3000ခွဲအနည်းတော့ရွှေတာ300ဆို3000ပေါ့နော် 3000 ဟောဖြစ်တော့3000ခွဲ3000တော့အဲ့တော့ကုန်ပါ ဟုတ်အဲ့လိုမျိုးပေါ့နည်းနည်းတော့ချွေတာ3ရတာ ရွှေတာပြီး300 ဟုတ်အဲ့ဆိုလို့ရှိရင်ဒီနေ့မနက်စာနေ့လေစာညစာ3နဲ့အတွက်မိသားစုကိုကျွေးကျင်တယ်3နဲ့အတွက်ဆိုရှင်ကိုယ်စိတ်ကူးလေးတွေကဘာဟင်းလေးချက်ကျွေးကျင်လဲ အခုဆိုရင်ညီမစဉ်းစားထားပါညီမရရှင်းစားထားတာ ဟုတ် ငါးစီပြန်လေးချက်မယ်ဒီရွက်တီလေးကြော်မယ်ချင်းလေးချက်မယ်နော် ငါးစီပြန်လေးရဲ့အရွက်ကြော်လေးရဲ့ချင်းဟင်းလေးရဲ့အဲ့ဒါဘယ်သူကြိုက်လဲငါးစီပြန်ဆိုတာ ငါးစီပြန်ကတော့အရက်သားကြိုက် တားကြိုက်အဲ့ဒီရောကြိုက်လား အနီလည်းကြိုက်တယ် တားကြိုက်ကိုရင်ပြောတယ်အဲ့သမီးကကြတော့ဒီနေ့လူကြီးတွေနဲ့တူသမီးကဈေးလိုက်ဝယ်ခြင်းတာဈေးလိုက်ဝယ်ခြင်းနဲ့ပြီးတော့ဟင်းချက်နီးလေးတွေသမီးကတင်ခြင်းအဲ့သမီးအချိန်လေးခဏလောက်ပေးနိုင်မှာ ရတယ်ပြောပြ အဲ့သမီးနဲ့ဈေးတောက်ရမယ်နော်ဒါလေးခဏထားခဲ့လို့ရမယ် ရတယ် ကျေးဇူးပါဘာငါလဲ ဒါပလာတူဂျပန်က လာတူ မင်းများပြန်ပေးနော်ဟုတ်ကဲ့မင်း အဲ့ဒီ9ယောက်ကဒါနဲ့မလောက်ဘူးထင်တယ်ထပ်ယူရမှာဘယ်ဈေးလဲအန်ဒီ အားလေ1000တင်းနဲ့ပဲပေးပါ 1000ဈေးဟုတ်9ယောက်နဲ့လောက်မယ်ချိန်ပေးပါအောင်အန်ဒီပလာတူငါငါမလိုက်ရှင်ခုံချတယ် ဗိဒ္ဓ30ဗိဒ္ဓပဲပေး မေးတာဆိုတော့ တတောင်း အနီဒီငါဝယ်ပြီးပါဝယ်မယ် ခန်းကော်ပီလေးတို့ အရွက်တော့ ရွက်ကြော်လေးပဲ သမီးတို့ဒီငါးလေးဝယ်ရလေအဲ့ဟိုပုံမှန်လေးသမီးတင်ပေးပါလားဘာလို့ရွေးရလဲငါးလေး အဲ့ဒါကြောင့် လား အေးဒါကြောင့်ညီမရဲ့နည်းနည်းမာတာလေးပေါ့နော် မာတာလေး သူကတိုင်တဲ့ခါကျရင်ဒီကြောခွဲရသေးတယ် ဩဒီဟာလေးကိုခွဲလိုက် ဒါလေးခွဲသူကအသားများတယ်အဲ့လိုမျိုးဒါကြောင့်ကြောခွဲသေးရမလို့ဒါပလာတူအစ်စ် ဒါရော ဒါကတော့အကြီးကန်းလို့ခေါ်တာပေါ့နော် အကြီးက ဘာလို့ခေါ် ပလာတူပဲအကောင်ကြီးနဲ့အသေးနဲ့ သေးတယ် ဟုတ် အဲ့လိုခေါ် အားဆိုရှင်ဒါလေးတင်းတင်းလေးဆိုရင်ဒါလက်လက်လေးပေါ့ လက်ကလေး ဟုတ်အကောင်ကြီးဆိုတော့သားပုံများပါ အ နော် သားပိုများတယ်သူကအသားများအလဲရိုးပဲစီတယ် ဩဟုတ်ဒီငါးကြိုက်တာ ဒါအဲ့ဒါမျိုးကြိုက်တယ် ဒါကြိုက် ဒီလိုငါးတွေကျတော့အသားသိမ့်မကြိုက်သူကအယူကြောက်တယ် သူအယုံပါလား သူကအယူအလဲရိုးတရိုးပဲပါ ဩဒါသမီးကြိုက်ပြီ ရတယ်မှာ သမီးကြိုက်ပြီ အဲပန်းပွင့်မလို့ရောင်းတယ်လေ3000အေးတပွင့်လောက်ရတယ်ပေါ်အပေါ်ကပွင့်လေးပဲမိုင်းချမောင်ရဲ့3စီးလား မောင်အချင်းဟင်းချက်ပို့လား ချင်းချက် ညစ်ပြအောင်လားရလား ချမောင်ကြိုးပါဆိုတော့အေးအဲ့ဒါလေးပဲထက်3500ရပါပြီ သမီးကြိုက်ပြီ 1000နဲ့2ထုတ်လောက်ဒါ2ထုတ်လိုက် ပြီးတော့ ရပြီ ဒီသမီးအခုဘာဝယ်တာလဲ ပန်းပွင့်ရယ်ချမောင်ရယ်ညစ်ကယ်ငပိတိုးစရာငါ ရယ်အဲ့ဒါသမီးတို့ငါဒီနေ့ကြော်မာလားချင်းချက်မှာ ငါစီပြန်လေးချက်ပါ ဘယ်လိုလေးချက်မှာသမီးတင်ပေးပါ ဒီနှစ်ဒီငါကိုဒီဆေးပြီးတော့ပြောင်းဆေးပြတော့ငွေသေးကို
ကြက်နေအောင်လို့စီရင်တက် ငုတ်သီးကိုဆိုတာဟိုပါလေအမီနဲ့အဖြူနဲ့လား ညိုတိပူကိုထောင်းကျက်တုံဖြူကျက်တုံနေနဲ့ အော်ကျက်တော်နီကျက်တော်နီရဲ့ငုတ်သီးအပူရဲ့ အဲ့ဒါကိုထောင်းလို့စီနဲ့ စီတက် စီတက်ပြီးတော့ဒါငါးကိုလုံး ငါ့ကိုလုံး ငါးတော်တော်တင်းသွားတော့မှမကြီးနှစ်လေးထက်နည်းနည်းမင်းလေးအုပ်စီပြန်လေး စီပြန်လေး ငါးစီပြန် ခုနပြောရင်တော့တားကြိုက်လို့ပြော ဟုတ်တယ် ဟုတ်ပြီအဲ့ဒါလေးရောချင်မောင်ကကြာပါချက်မှာ ချမောင်ကြော်လိုက်တော့မယ် ကြော်လိုက်တော့မယ်ချင်မောင်ကျော်နီးလေးလည်းတင်ပေးအောင်သမီးကို ချမောင်ကြော်ရဲအဲ့လိုပဲငေသီးနဲ့စီတက်ပြီးတော့ဒီနှင်းနဲ့ဒါကိုအရင် ဘယ်လိုစီးတဲ့မှာလဲဘာကြီးလဲဘာကြီးထက်မှာလဲ ဒီချမောင်ရွက်ကိုအရင်မှုရမှာ မှုရမှာ ချမောင်ရွက်မှုပြီးရင်ဒီမြင့်ပါရောမှုရမယ် ဟုတ် ငေသိန်းလေး4-5တောင်းလောက်ထည့်မှု ဟုတ် မှုပြီးသားဆိုရင်ဒီငေသီးနဲ့စီတက်ပြီးတော့ကြော်လိုက်ရုံပဲ ငုတ်သီးစီတက်တာအဖြူနဲ့အနီးနဲ့လား ခုနလိုပဲပေါ့ငေသီးဘူးထောင်းအေးပေါ့ ငုတ်သီးပူဆိုတာဘာလို့လဲအယောင်တင်ပြောတာဟုတ်ဘူး အယောင်တင်ကအယောင်အခုကငေသီးပူတွေ အပူလေး ချိုးကြတော့အယောင်တင်မုတ်တုံးတယ် ဟုတ် အဲ့လိုမျိုးအယောင်တင်မုတ်တုံးနဲ့ရတယ် ဟုတ်ဟုတ် အဲ့ဒါကိုထောင်းရပြီး အဲ့ဆိုရင်အဖြူနီရဲ့ ထောင်း ငုတ်သီးပူလေးရဲ့ ရောထောင်းတော့စီတက်လိုက်ပြီးတော့ဒါတစ်ခါပြန်ပြီးတော့ကြော်လိုက်အယောင်လှတာပေါ့နော် ဟုတ် ဒီတိုင်းမဲ့တော့အယောင်ဖူးဖူးမလှဘူး ပြီးရင်ချုံမုတ်စားလေး ခြုံလေးတစ်ချက်ငပြားဆိုရင်ငပြားရေးနဲ့ထဲပေါ့အဲ့လိုမျိုးလေး ငပိမထည့်ရဘူးလား ငပိစိမ့်သားနဲ့နဲ့ထဲရ နဲ့ထည့်ရမှာ အဲ့တော့သူကချင်းမှာဆိုငပိစိမ့်သားနဲ့နဲ့ထဲရ အချင်းကြိုက်ရင်တော့မထည့် မထဲအချင်းကြိုက်ရင်မထဲနဲ့ မထည့် အဲ့မဲ့နည်းနည်းလေးတော့ထဲရမယ် နည်းတော့ထည့်ရမှာရမ်းချင်မှာ ရမ်းချင်ပါလို့အဲ့လိုမျိုးထဲရ ဟုတ်မာဒါငပိတို့စီရ အေး မုံလာဦးတစ်မျိုးတည်းဝယ်လို့မုံလာဦးကဘယ်သူကြိုက်လဲ တားအရမ်းကြိုက်တယ်သူကဒီတိုင်းနဲ့အစိမ့်စားတယ် တားကြိုက်တယ်ဝယ် တားမြောင်ကအစိမ့်နဲ့စားဒီတိုင်းနဲ့စား တားမြောင်လားအော်တားမြောင်အဲ့မြောင်ကပတ်မွေးရ အမွေးကတော့အရင်ယောက်ျားကြိုက်တယ်သူကတက်လို့တမာ တက်လို့တမစုံညာပဲနော်အဲ့ဒီကြိုက်ကပမာလဲ အနည်းကသူတို့စားလို့ပဲစားလိုက်တယ် အဲ့ဒီကြိုက်ကတော့တားရယောက်ျားအမျိုးသားတွေကြိုက်တဲ့ဟာအဲ့ဒီကြိုက်ပဲ သူတို့စားလို့ပဲစားလိုက်တယ် ဟုတ်ကဲ့ပါအဲ့သမီးကလေဒါလေးလေလက်ဆောင်လေးပြလိုက်မယ်နော် အေးပါကျေးဇူးများတင်ပါ အ တ ဒီ ယ် စီကနေပြီးတော့ဟင်းချက်နီးတွေဈေးဝယ်နီးတွေတင်လိုက်လို့အမေကလက်ဆောင်လေးပြန်ပေးရပါအဲ့ဒီဘယ်တိပြန်မှာလဲ ကြီးမနဲ့ဟုတ်ပကန်း ဩဟုတ်ကဲ့တမန်နဲ့ပြန်ရမှာ တမန်နဲ့ပြန် ဘယ်စင်ပြန်မှာခုပြန်မှာလား အခုပြန်တော့ ဟုတ်ဒီဆိုင်ပြန်မှာနော်